2008 ခုနှစ်တုန်းကမလေးရှားမှာတရားနှစ်စွန်းမတူတဲ့ပြဿနာတစ်ခုဖြစ်ခဲ့ပူးပါတယ်။အဲ့ဒါကမလေးရှားရဲ့ဒုတိယမြောက်ပီနန်းတရားဆောက်လုပ်ရေးစီမံကိန်းကြီးမှာပါတရုတ်နိုင်ငံကဆောက်လုပ်ဖို့ကူညီပေးနေတဲ့ဒီတရားကြီးက14 မိုင်လောက်ရှည်လျားပါတယ်။တရားရဲ့အစွန်းနှစ်ဖက်ကိုဆက်သွယ်ခါနီးမှာဘေးတိုက်ကတော့အားလုံးညီညာနေပေမဲ့အမြင့်မှာတလက်မကြော်လေးကွာဟမှုရှိနေခဲ့တာပါ။ဒီလိုသေးငယ်တဲ့ကွာဟမှုကလမ်းလျှောက်သူတွေအတွက်သတိထားမိစရာမရှိပေမဲ့တနာရီမိုင်90နှုန်းနဲ့မောင်းမဲ့ကားတွေအတွက်ဆိုရင်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။အင်ဂျင်နီယာတွေကဒီပြဿနာကိုဖြေရှင်းဖို့ထူးခြားတဲ့နည်းလမ်းကိုအသုံးပြုခဲ့ပါတယ်။သူတို့ကတရားရဲ့အပိုင်းတစ်ခုစီကိုအေယာမရေတိုင်ကြီးကြီးတွေလိုပြောင်းလဲလိုက်ပြီးရေကိုအသုံးပြုပြီးတရားအမြင့်ကိုချိန်ညှိခဲ့ကြပါတယ်။ရေအဆင့်ကိုချိန်ညှိရင်တရားစွန်းနှစ်ဖက်လုံးကိုအတိအကျအမြင့်တူအောင်ညှိယူခဲ့ကြပါတယ်။ပြီးပြည့်စုံစွာညီသွားတဲ့အခါမှာတော့ကော်ရီနဲ့တံမဏိကျိုးတွေနဲ့အားလုံးကိုအခိုင်အမာချိတ်ပိတ်လိုက်တာနဲ့ချောမွေ့တဲ့ဆက်သွယ်မှုဖြစ်သွားခဲ့ပါတယ်